iPhone ကပါတဲ့နှုတ်ကမှတ်ဖို့တင်မဟုတ်ပဲနဲ့ချက်လို့ပါရတယ်ဆိုတာသိကြလား iMessage Messenger Telegram Instagram ဘယ် application နဲ့မှမချက်ချင်ရင်နှုတ်ကလေးမှာတိတ်တိတ်လေးဘယ်သူမှမသိအောင်ချက်လို့ရနေပါပြီရှင်အရေးဦးဆုံးနှုတ်ထဲမှာ new note တစ်ခုကိုဖော်ပြီးရင်တစ်ခုခုရေးလိုက်မယ်နော်ပြီးရင်ဒီမှာပါတဲ့ share cloud လေးကိုနှိပ်လိုက်မယ်နော်ဒီမှာတွေ့ရတဲ့ဟာလေးကိုထပ်နှိပ်လိုက်မယ်ဆိုရင်တော့ collaborate နဲ့ send copy ရှိမယ် collaborate ကိုထည့်ရွေးလိုက်မယ် collaborate ရဲ့အောက်မှာဒီ anyone with the link ကိုရွေးထားပေးရပါမယ်နော်နောက်ပြီးလို့ရှိရင်ကိုပို့ချင်တဲ့လူကိုရွေးလိုက်လို့ရှိရင်တော့ရပါပြီရှင်ဒီဘက်မှာကျတော့ note ကိုဝင်ထားပေးရပါမယ်နော်ဆိုတော့ဒီဘက်ကနေပို့တဲ့စာကိုဒီဘက်မှာပို့တယ်ဒီဘက်ကနေပို့တဲ့စာကိုလည်းဒီမှာတပြိုင်တည်းပေါ်ပါတယ်ရှင်ဒါဆိုရင်တော့အခုမြင်တွေ့နေရတယ်လို့မျိုးစာပို့တဲ့ဘာ application တစ်ခုမှမသုံးဘဲနဲ့ note လေးနဲ့ secret ချက်လို့ရနေပါပြီเนาะကဲသိကြပြီလားကားတို့ရေ